လွန်ခဲ့တဲ့နှစ်ကမြန်မာနိုင်ငံမှာကက်သလစ်သာသနာတော်ကြီးစတင်ရောက်ရှိလာခြင်းနှစ်900ပြည့်ဂျူဘလီပွဲတော်ကြီးကိုတခဲနဲ့ကျင်းပခဲ့ကြပါတယ်။ကက်သလစ်ဖန်တီးမှုလူပညာရှင်များကဗျာဒိတ်တော်လို့အမည်ရတဲ့တေးစီရီသချင်းခွေကိုဂျူဘလီအမှတ်တရတေးသချင်းခွေဖြစ်ထုတ်ဝေရောင်းချခဲ့ကြပါတယ်။ဗျာဒိတ်တော်ဆိုတဲ့ဝေါဟာရစကားလုံးရဲ့အဓိပ္ပာယ်ပါလေ။အင်္ဂလိပ်လိုဆိုရင်တော့ revelation Greek လို့ဆိုရင်တော့ apocalypse အနောက်တိုင်းယဉ်ကျေးမှုတွေရဲ့မင်္ဂလာအခမ်းအနားတွေမှာသူတို့သမီးရဲ့မျက်နှာကိုဇာပဝါနဲ့အုပ်ထားလေးရှိကြတာကိုတွေ့ဘူးကြမှာပါသူတို့သားနဲ့သူတို့သမီးအပြန်အလှန်မင်္ဂလာဂရိသစ္စာတွေဖလှယ်ကြပြီးမင်္ဂလာအထမြောက်သွားတဲ့အချိန်ကြမှာသူတို့သားကသူတို့သမီးရဲ့မျက်နှာကပဝါကိုဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်တကယ်တော့ဗျာဒိတ်တော်ဒါမှမဟုတ် revelation ဒါမှမဟုတ်မူရင်း Greek ဘာသာစကားအရ apocalypse ဆိုတဲ့စကားလုံးရဲ့အနက်အဓိပ္ပာယ်ကပဝါကိုလစ်လပ်လိုက်ခြင်းပဝါကိုဖယ်ရှားလိုက်ခြင်းလို့ဆိုလိုတာဖြစ်တယ်သူတို့သားနဲ့သူတို့သမီးအပြန်အလှန်ချစ်ချင်းမေတ္တာဂရုသစ္စာတွေပြုကြပြီးတဲ့နောက်သူတို့သားကသူတို့သမီးကိုမိမိဇနီးအဖြစ်တရားဝင်ပိုင်ဆိုင်ခွင့်ရရှိပြီးသူတို့သမီးရဲ့အလှပကိုရှင်းရှင်းလင်းလင်းမြင်ခွင့်သိရှိခွင့်ကြည့်ရှုခွင့်ရရှိသွားပါပြီဆိုတဲ့အဓိပ္ပာယ်နဲ့အဲ့ဒီပဝါကိုအုပ်ထားခြင်းပဝါကိုလစ်လပ်လိုက်ခြင်းစတဲ့အရာတွေကိုပြုလုပ်ကြတာဖြစ်တယ်။ထာဝရမြတ်စွာဘုရားသခင်ကရှေးနှစ်ပေါင်းများစွာကတည်းကဤအမျိုးမျိုးနဲ့မိမိကိုယ်ကိုလူသားတွေကိုပေါ်ပြတော်မူProphet များအားဖြင့်ဗျာဒိတ်ပေးတော်မူတယ်။နောက်ဆုံးတော့မိမိသားတော်ယေရှုခရစ်တော်သခင်ကိုလူလောကသို့ဆေလွတ်တော်မူခြင်းအပြင်ဗျာဒိတ်တော်ကိုပြည့်စုံစေတော်မူတယ်။တနည်းအားဖြင့်ဆိုရမယ်ဆိုရင်ဖျားရှင်ကိုသားတော်ယေရှုအားဖြင့်လူသားတွေဟာသိရှိခွင့်မြင်ခွင့်ထိုက်တန်စွာကိုးကွယ်ခွင့်ဖျားရှင်ကိုပိုင်ဆိုင်ခွင့်ရရှိကြပြီလို့ဆိုလိုခြင်းပဲဖြစ်တယ်ခရစ်တော်သခင်အားဖြင့်သိရှိခွင့်ရကြတဲ့ဗျာဒိတ်တော်ကိုကျွန်တော်တို့ကယုံကြည်ခြင်းအမွေတော်ယုံကြည်ခြင်းဘန္နာတော်ယုံကြည်ခြင်းယတနာတော်မြတ်အဖြစ်မှတ်ယူကြတာဖြစ်ပါတယ်။အဲ့ဒီယုံကြည်ခြင်းအမွေတော်ကိုခရစ်တော်ဖျားရှင်ကဘယ်လိုပေးအပ်ခဲ့သလဲ။အဲ့ဒီယုံကြည်ခြင်းအမွေတော်ကိုခေတ်အဆက်ဆက်ဘယ်လိုထိမ့်သိမ်းလက်ဆင့်ကမ်းခဲ့ကြသလဲ။ခရစ်တော်ဖျားရှင်ရဲ့တရားဒေသနာတော်တနည်းဆိုရရင်ဖျားရှင်ရဲ့ဗျာဒိတ်တော်နှုတ်တော်ထွက်စကားတော်မြတ်ကိုကျွန်တော်တို့တွေယုံကြည်ခြင်းအမွေအဖြစ်ခံယူကြတဲ့အခါဘယ်လိုခံယူကြသလဲစဉ်းစားကြည့်သင့်ပါတယ်ခရစ်တော်ဖျားရှင်ကမိမိတရားဒေသနာတော်ကိုတမန်တော်ကြီးများနဲ့မိမိနောက်လိုက်တပည့်များကိုနှုတ်တိုက်သင်ကြားပေးခဲ့ပါတယ်ဟောကြားခြင်းအပြင်ပေးခဲ့ပါတယ်ပြီးတော့ဆက်လက်ဆင့်ကမ်းသင်ကြားဖို့အတွက်အခွင့်အာဏာကိုမိမိတမန်တော်ကြီးများကိုပေးအပ်ခဲ့တာဖြစ်တယ်လို့ယုံကြည်သူအဖွဲ့အစည်းသာသနာတော်ကြီးဒါမှမဟုတ်အများသူငါအလွယ်တကူခေါ်ကြတဲ့အသင်းတော်ကြီးကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့လောကအမြင်အတွေ့အကြုံအဖြစ်ရိုးရိုးလေးပဲစဉ်းစားကြည့်ပါတထေးတကြွယ်တူကမိမိဥစ္စာအမွေတွေကိုငါမရှိတော့တဲ့နောက်ယူကျင်တဲ့သူယူကြအစင်ပြေသလိုအတုံးတဲ့သလိုယူကြလို့ဆိုပါသလားအမျှော်မြင်ကြီးမားတဲ့သူဆိုရင်တော့မိမိရဲ့သားသမီးတွေကိုစနစ်တကျအမွေဆက်ခံနိုင်အောင်စီစဉ်ပေးခဲ့မှာသာဖြစ်ပါတယ်ရှေ့နေရှေ့ရက်တွေနဲ့တေးသေးချာချာအခွင့်အာဏာကိုလွှဲအပ်ခဲ့မှာပဲဖြစ်ပါတယ်ဒီသဘောတိုင်းပါပဲခရစ်တော်ဘုရားရှင်ကမိမိဒေသနာအမွေတော်ကိုမတိမ်မဆောင်မပြောင်းမပြတ်စေဖို့အခွင့်အာဏာကိုတမန်တော်ကြီးများကိုပေးအပ်ခဲ့ပါတယ်။တမန်တော်ကြီးများကအဲ့ဒီယုံကြည်ခြင်းအမွေတော်ကိုနှုတ်တိုက်ဆက်လက်သင်ကြားခဲ့ကြသလိုနောက်ပိုင်းမှာသာသနာတော်ကြီးဒေသအသီးသီးမှာပြန့်နှံ့လာတာကြောင့်လိုအပ်ချက်အရာစာများရေးသားပြီးတော့ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်တွင်တင်ခဲ့ကြပါတယ်။အဲ့ဒါကြောင့်သက်တာလောနိဒုတိယဩဝါဒစာအခန်းကြီး2အခန်းငယ်15မှာဘယ်လိုဆိုထားသလဲဆိုရင်တို့ဖြစ်၍ညီအကိုတို့
ငါတို့သည်တင်တို့အားနှုတ်အားဖြင့်တော်၎င်းစာဖြင့်တော်၎င်းတင်ကြားပေးခဲ့သောထုံတန်းစင်လာများကိုမြဲမြံစွာထိမ့်သိမ်းကြလော့တန်ဖိုးလူကရှင်းရှင်းလင်းလင်းရေးသားမှာကြားခဲ့တာကိုတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်တို့ကက်သလစ်သာသနာတော်ကြီးမှာဖျားရှင်ရဲ့ဒေသနာတော်ကိုအပြည့်အဝထိမ့်သိမ်းထားနိုင်တာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဖျားရှင်ရဲ့ဒေသနာတရားတော်ဟာရေးသားထားသောကျမ်းစာအားဖြင့်သာမဟုတ်ဘဲနဲ့နှုတ်တိုက်သွန်သင်ခြင်းတွေပါဝင်နေလို့ဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကရှေးထုံးတမ်းစင်လာလို့ခေါ်ခြင်းဖြစ်တယ်။အဲ့ဒီတော့ယုံကြည်ခြင်းဘာနာတော်ယုံကြည်ခြင်းအမွေတော်ယုံကြည်ခြင်းယတနာတော်မြတ်ဆိုတဲ့ခရစ်တော်ဖျားရှင်ရဲ့ဒေသနာတော်မှာအပိုင်းနှစ်ပိုင်းရှိနေတာကိုတွေ့ရှိရတယ်။ရေးသားခြင်းအပြင်ပေးခဲ့သောအမွေတော်တန်ရှင်းသောတမန်ကျမ်းစာတော်မြတ်နှုတ်တိုက်သွန်သင်ခြင်းအပြင်ပေးခဲ့သောအမွေတော်တန်ရှင်းသောရှေးထုံးတမ်းစင်လာများဓမ္မတော်ကြီးရှင်ပေါလုကိုပဲကြည့်လိုက်ပါသူဟာဒေသနာတရားတော်ကိုနယ်ဒေသအသီးသီးကိုတွားရောက်သွန်သင်ခဲ့ပါတယ်ဒေသနာတရားတော်ကိုဟောကြားခဲ့ပါတယ်မုံဖဲ့ခြင်းအမှုလို့ခေါ်တဲ့ကိုယ်ွယ်ဝတ်ပြုမှုတွေကိုလည်းကိုယ်တိုင်ဥဆောင်ပြီးတော့ဘယ်လိုဆူတောင်းရမလဲဆိုတာကအစသင်ကြားပေးရင်ယုံကြည်ခြင်းကိုလက်ခံကြတဲ့သူများနဲ့အတူကြင့်ကြံနေထိုင်ခဲ့ပါတယ်။ဒါပဲလားဆိုတော့မဟုတ်သေးပါဘူး။ဆရာတော်ကြီးများလို့ခေါ်တဲ့သင်ကြားခြင်းအခွင့်အာဏာကိုဆက်ခံမဲ့သားတစ်ပည့်ညီကိုတစ်ပည့်တွေကိုဒေတာအသီးသီးလိုက်အနှံခဲ့ပါတယ်။နောက်ပိုင်းမှာတမန်တော်ကြီးများမတွားရောက်နိုင်တဲ့နေရာတွေမှာအဲ့ဒီခန့်အပ်ခြင်းခံရတဲ့ဒီမောသေလိုတီတုစ်လိုဆရာတော်ကြီးများကဆက်လက်ဟောကြားသွန်သင်ခဲ့ကြပါတယ်။အဲ့ဒါလိုသင်ကြားပေးခွင့်ရကြသောဆရာတော်ကြီးများရဲ့သွန်သင်ချက်တွေကို magisterium လို့ခေါ်တာပဲဖြစ်ပါတယ်။ဒီသဘောတရားတွေနဲ့ခရစ်ယာန်ယုံကြည်ခြင်းသမိုင်းကိုခြုံငုံကြည့်လိုက်မယ်ဆိုရင်တမန်ကျမ်းစာတော်မြတ်တစ်ခုတည်းအားဖြင့်ယုံကြည်ခြင်းကိုနေထိုင်လို့ရပါတယ်ဆိုတဲ့အထောက်အထားဘယ်မှမတွေ့ရပါဘူး။ Sola Scriptura လို့ခေါ်တဲ့ Bible alone ကျမ်းစာတော်မြတ်တစ်ခုတည်းသာလိုအပ်တယ်ဆိုတဲ့ယုံကြည်ခြင်းအတွေးအခေါ်ဟာတကယ်တော့သမိုင်းရှုထောင့်အရာမာယွင်းတဲ့အတွေးအခေါ်တစ်ခုဖြစ်တယ်လို့ကျမ်းစာတော်မြတ်နဲ့ဆန့်ကျင်နေတဲ့အတွေးအခေါ်တစ်ခုလည်းဖြစ်နေပါရှင်ပေါလုမိန့်တော်မူခဲ့တဲ့နှုတ်အားဖြင့်စာဖြင့်သင်ကြားပေးခဲ့သောထုံးတမ်းစင်လာများကိုမြဲမြံစွာထိမ့်သိမ်းကြလောဆိုတဲ့ကျမ်းစကားနဲ့ဆန့်ကျင်နေလို့ပါနောက်ဆုံးတော့လက်တွေ့မဆန်သောအတွေးအခေါ်တစ်ခုလည်းဖြစ်ပါတယ်ကျမ်းစာတော်များရဲ့အနက်အဓိပ္ပာယ်တွေကိုလူတိုင်းမိမိတို့နားလည်သလိုယုံကြည်သလိုဟောပြောကြမယ်ဆိုရင်မာယွန်းတဲ့အယူဆတွေများပြားလာမှာဖြစ်တယ်လို့ဟောပြောကြတဲ့သူအချင်းချင်းတဦးနဲ့တဦးစန့်ကျင်စွာဟောပြောတာတွေဖြစ်လာမယ်ဆိုတာကျွန်တော်တို့အားလုံးလက်တွေ့မြင်တွေ့နေကြရပါတယ်အဲ့ဒီတော့မှန်ကန်စွာသင်ကြားနိုင်ဖို့အခွင့်အာဏာဆိုတာလိုအပ်ပါတယ်ဥပမာစာသင်ကျောင်းမှာဘာကြောင့်မို့လို့သင်ရိုးညွှန်းနှန်းဆိုတာရှိရတာလဲသင်ရိုးညွှန်းနှန်းဆိုတာရှိနေပြီပဲဘာကြောင့်ဆရာလုပ်မဲ့သူကဆရာဖြစ်သင်ကြောင်းတက်ဖို့လိုအပ်တာလဲနိုင်ငံတနိုင်ငံမှာအခြေခံဥပဒေဆိုတာရှိနေပြီပဲဘာကြောင့်တရားသူကြီးဆိုတာလိုအပ်တာလဲဘာကြောင့်ရှေ့နေဆိုတာလိုအပ်တာလဲရှင်းရှင်းလေးပါပဲစာအုပ်သင်ရိုးညွှန်းနှန်းရှိပေမဲ့အားလုံးမှန်ကန်စွာသင်ယူနိုင်ဖို့အတွက်အစိုးရအသိမှတ်ပြုထားတဲ့ဆရာဆိုတာလိုအပ်တယ်လို့ဥပဒေဆိုတဲ့စာအုပ်ကြီးရှိနေပေမဲ့တရားသူကြီးရှေ့နေအစရှိသဖြင့်ဥပဒေကိုမှန်ကန်စွာနားလည်ပြီးဆုံးဖြတ်ချက်ချပေးနိုင်မဲ့အခွင့်အာဏာရှိသူဆိုတာမရှိဘဲနဲ့အဲ့ဒီဥပဒေဆိုတာကြီးကိုလက်တွေ့အသုံးချနိုင်ဖို့မဖြစ်နိုင်လို့ပါလောကစားပေလောကနိနာတွေမှာတောင်မှမတိမ်မဆောင်မပြောင်းမပြတ်ကိုသင်ကြားခြင်းထိမ့်သိမ်းခြင်းလမ်းညွှန်ခြင်းအာဏာဆိုတာလိုအပ်ရင်ခက်ခဲနည်းနည်းကျေပြန့်လာတဲ့တရားသဘောတွေမှာလူတဘာဝအလျောက်ထိမ့်သိမ်းစောင့်ရှောက်ဖို့မလိုအပ်ပေဘူးလားသင်ဘဝမှာကျမ်းစာတော်မြတ်တစ်ခုတည်းပဲရှိတယ်ဆိုရင်သင်ပိုင်ဆိုင်ထားတဲ့ယုံကြည်ခြင်းအမွေဟာတပိုင်းတစသာဖြစ်ပါတယ် God
bless you